ကလည်းလွန်ခဲ့တဲ့10နှစ်လွန်ခဲ့တဲ့အနှစ်20 30အရင်တော့ကျွန်တော်တို့ရှိမှလဲရုရှားစိန်လောက်ပဲဝစ်ကြတာလေဒီလိုခင်ဗျ time city တွေလေဒီလိုစိန်ဆိုင်တွေမှာမပေါ်သေးတာဟိုတော့ခင်ဗျတာမန်လူဒန်းစားတွေဒီစိန်နာမကတ်နိုင်တာအခုတော့နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတဲ့အညီလူတိုင်းဝစ်ချင်လာတယ်လေစိန်စည်းကွက်မှာဒီကိုရီးယားစိန်လက်ကုန်းစိန်တွေကစိန်အစ်စ်နဲ့တောင်ခွဲခြားလို့မရဘူးဆိုတော့ဒီစိန်အစ်စ်ဈေးကွက်ကို natural diamond ဈေးကွက်ကိုထိခိုက်နိုင်သလားဆရာဟုတ် natural diamond ဈေးကွက်ထိခိုက်နေတယ်တချို့ဟိုတနေ့ကပဲသတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်အိန္ဒိယမှာလည်းဒီစိန်သွေးတဲ့စက်ရုံတွေအရှုံးပေါ်တယ်သူတို့တချို့တွေပိတ်လိုက်ကြပြီနောက်ရာဘာပို့ကလည်းဒီအရှိအလဲပိုင်းမှာဟိုအစ္စရေးတွေကအဓိကဒီလုပ်ငန်းကိုအုပ်ချုပ်တာလေဒီအစ္စရေးတွေဂျူးတွေပေါ့သူတို့တွေကအဓိကဒီစိန်လောကမှာဒီဘီယာတို့ဘာတို့ဆိုတာဟိုတချို့ကလုပ်ငန်းပိတ်တယ်လို့တော့ကြားတယ်ဒါပေမဲ့ကျွန်တော်တို့မမီသေးဘူးဒီလိုပဲ line ပေါ်မှာတက်တာပဲကြားတာဟိုကျွန်တော်တေချာ search မလုပ်သေးဘူးဒါပေမဲ့အိန္ဒိယဟိုကုမ္ပဏီတချို့ပိတ်တာတော့မှန်တယ်စိန်သွေးတဲ့စက်ရုံတွေဈေးမကိုက်တော့ဘာဖြစ်လို့လဲဆိုတော့ HBHD ပေါ်လာတဲ့အချိန်မှာဒီစက်တွေ error ဖြစ်ခဲ့တယ်ဒါပေမဲ့လည်းဟိုစိန်ဈေးကအခိုက်အတန့်ပါပဲဒီလုပ်ငန်းကနှစ်ပေါင်း4000ဗျာရှိပြီလို့တမိုင်းစာအုပ်ကရေးထားတယ်လေစိန်ပေါ်ပေါက်လာပြီးကဘာမှာအဲ့လောက်လူတွေမှမဝတ်တာဟိုအရင်တော့ကလည်းလွန်ခဲ့တဲ့10နှစ်လွန်ခဲ့တဲ့အနှစ်20 30အရင်တော့ကျွန်တော်တို့ရှိမှလဲရုရှားစိန်လောက်ပဲဝတ်ကြတာလေဒီလိုခင်ဗျ time city တွေလေဒီလိုစိန်ဆိုင်တွေမှာမပေါ်သေးတာဟိုတော့ခင်ဗျတာမန်လူဒန်းစားတွေဒီစိန်နာမကတ်နိုင်တာအခုတော့နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတဲ့အညီလူတိုင်းဝစ်ချင်လာတယ်လေဝစ်နိုင်ကြပြီလေဟိုခင်ဗျတို့ပြန်စဉ်းစားရှိုးစလိခေတ်တုန်းကခင်ဗျတို့ဒီရုရှားစိန်ပဲဝေးရတာကျွန်တော်တို့လည်းရုရှားစိန်ပဲကျွန်တော်တို့မိလည်းရုရှားစိန်ပဲဟိုစိန်တွေဝင်းတဲ့ခေတ်လေအဲ့ဒီကနေပြီးတော့ဟိုဘယင်းနေရှင်မင်းနေလက်ထက်တုန်းကတိတ်စီထားတဲ့ရှေးစိန်ကြီးတွေနဲ့ကျွန်တော်တို့ရောင်းစားပြီးတော့ကျွန်တော်တို့အရင်ကြီးလုပ်ခဲ့တာကျွန်တော်တငယ်ချင်းတွေအဖိုးဖွားတွေဆိုရင်ဒီစိန်ရောင်းပြီးတော့ခြံနေဝယ်ကြတယ်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာတုံးဆွဲတာစိန်ရဲ့တန်ဖိုးကအဲ့ချိန်တွေကရှိခဲ့တာလေအခုခမည်းပြောလိုမျိုးဗျာဟိုစိန်ကဒီလိုအတုတွေပေါ်လာတယ်ဆိုရင်ဒါဆိုကျွန်တော်ပြောမယ်အဲ့ဒါဆိုရင်ဟုတ်ပြီဒါကကောင်းပါတယ်မေးတယ်မေးကွာဒါဆိုခမည်းပါတိတ်အတုမကြုံဘူးလားကြုံဘူးတယ်ဟုတ်လားဟိုဆေးရောအတုမကြုံဘူးလားဟိုတရုတ်ကလာတဲ့မြန်မာကိုဂျပန်လို့ပြောတာမကြုံဘူးလားကြုံဘူးတယ်အတုဆိုတာကခင်ဗျာဒီစောင့်ကြည့်ပြီးလှုပ်တဲ့လက်စီးပွားရေးလေအတုဂျပန်မိတ်နဲ့ဟာလား made in China နဲ့ဈေးအောင်ကွာမှာပေါ့လေနီးပညာတွေလေဗျာအခု Rolex ဗျာ Rolex ကိုတူပပြီးရောင်းတယ် Rolex အစစ်ရဲ့ဈေးနဲ့အတုကအစစ်ပဲအဲ့တော့အတုဒီအတုအစစ်ဒီအစစ်အဲ့တော့မွေးစားသားနဲ့တားရင်ပေါ့ဗျာကျွန်တော်အဲ့ဒါလေးပဲပြနိုင်မယ်မွေးသားသားနဲ့တားရင်ဆိုတာမအေးမှန်ရင်ခွဲကြတတ်ဟိုသိကျင်တာရှိမေးပါနော်ဟုတ်ကဲ့ပါအဲ့ဒါကျွန်တော်လည်းအကုန်ကျေးဇူးတင်တယ်ကျွန်တော်ရဲ့ပညာဒါနလေးနဲ့အဲ့ဒါအခုလိုမျိုးလာပြီးတော့စိတ်တော်ဝင်စားနဲ့အေးကျင်တာတွေမေးတာကိုကျွန်တော်ဘဝနဲ့ရေးပြရတဲ့အဖြစ်တုံးမျိုးအခါမဲ့ပဲဖြစ်ဖြစ်အကျိုးရှိလားမရှိလားတော့ဟိုတုံးချတဲ့အပေါ်မှာမူတည်မဲ့ရေတစ်ခွက်ပေါ့ဗျာရေတပလင်းဟုတ်တယ်မလားပလင်းတပလင်းတကယ်တော့ဒီရေပလင်းကိုခင်ဗျားတို့အသုံးချတတ်ဖို့လိုတယ်ဒီပလင်းကိုကြော့ပါလိုက်မှစဉ်းစားနေမှာလည်းခင်ဗျားသုံးလို့ရတယ်တောက်အသက်ရှင်ဖို့အတွက်တောက်တဲ့နေရာမှာလည်းအသုံးပြုလို့ရတယ်အဲကျွန်တော်မျှပေးလိုက်တဲ့ဥစ္စာဒီခင်ဗျားတို့အသုံးပြုတဲ့အပေါ်မှာပဲမူတည်လိုက်မယ်နော်ဟုတ်တယ်မလားကဲအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာကဲအောင်မြင်တိုးတက်ပါစေဗျာကျွန်တော်နိုင်ငံကြီးလည်းအေဂျင့်တရားတည်နေပြီးတော့စီဝါဖွံ့ဖြိုးတိုးတက်ပြီးတော့လူတိုင်းစားဝင်နေပြည်လေဖို့အတွက်ကျွန်တော်ဒီပညာတွေကိုကျွန်တော်ပြပေးနေပါအားလုံးကျေးဇူးတင်တယ်မင်္ဂလာပါ